လာပါကျွန်မအခုပြောပြပေးမှာတော့ Brilliant 2D software ထဲမှာငွေသွင်းငွေလုံးနည်းဗီဒီယိုပဲဖြစ်ပါတယ်ပထမဆုံး Brilliant software ထဲကိုဝင်လိုက်ပါပြီးရင်ဖုန်းမျက်နှာပြင် Option ချမ်းမှာရှိတဲ့ပတ်စာအိတ်ထဲကိုဝင်လိုက်ပါပတ်စာအိတ်ထဲဝင်ပြီးရင်ငွေသွင်းမြေကိုနှိပ်ပါရှင်ပြီးရင်ပေါ်လာတဲ့စာမျက်နှာမှာလူချင်းမင်းသွင်းလို့တော့ KP ဒါမှမဟုတ်ရင်ဝေပေးကိုရွေးချယ်ပါရွေးချယ်ပြီးပါကလူချင်းမင်းသွင်းလို့တော့ငွေအမောက်ကိုရိုက်ထည့်ပါငွေအမောက်ထည့်ပြီးပါကရှေ့မြေကိုနှိပ်ပါရှင်ရှေ့မြေနှိပ်ပြီးပါကလူချင်းမင်းငွေလဲရမယ် KP သို့မဟုတ်ဝေပေးနံပါတ်ပေါ်လာပါလိမ့်မယ်ဒီနံပါတ်ကိုကူးယူပြီးတော့မှ KP ဒါမှမဟုတ်ရင်ဝေပေးမှငွေလဲပါငွေလဲပြီးပါက KP သို့မဟုတ်ဝေပေးငွေလဲတဲ့အချိန်ဖြည့်ပါ KP သို့မဟုတ်ဝေပေးလုပ်ငန်းစဉ်အမှနောက်ဆုံး6လုံးကိုရိုက်ထည့်ပေးရပါမယ်လူချင်းမင်း KP သို့မဟုတ်ဝေပေးအကောင့်နာမည်ကိုထည့်ပါလူချင်းမင်းရဲ့ KP ဒါမှမဟုတ်ရင်ဝေပေးနံပါတ်ထည့်ပြီးဆိုပါကအတည်ပြုမိကိုနှိပ်ပါရှင်အခုဆိုရင်လူချင်းမင်းရဲ့ငွေသွင်းခြင်းလုပ်ငန်းစဉ်ပြီးဆုံးတော့ပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်